အခုကတော့ကျန်ငါလုံးမငဲနိုင်နေရလဲငါလုံးမလဲမျိုးတက်နေထားတာမန်ယူဟမ်လဲမျိုးတက်နေထားတာမင်းတို့ဘာကောင်းမှမဟုတ်တော့ကွာမင်းအင်မတန်ဆောက်ရှက်ကွာရှက်ဖို့လေအရန်ကောင်းတယ်ကျန်မင်းဖုံးသမောက်ဖန်နေပဲတို့ဘယ်ဟိုက်တယ်နော်မင်းတို့မန်ယူကမင်းတို့မန်ယူဘာဆောက်ဆဲမှမယူဟိုဘယ်လိုပြောမလဲရွှေခစ်ကိုလာမပြောနဲ့အေးအဲ့လိုမျိုးဆောက်တာတွေဂျိုးတာအတင်းတွေကလေငါဘိုကီယာအစငါတို့ကတုံးကကြက်မင်းဟေ့အောင်လက်ပါဘူးလားမန်ယူကအထက်ကြီးပဲဟေ့အောင်တော့ပေါက်တယ်နော်အဝေးကွင်းလည်းအထက်ကြီးအိမ်ကွင်းလည်းအထက်ကြီးအခုကငါလုံးမငါကြံတဲ့အတင်းကိုမပြောလို့ငါဖုံးမောက်တို့နေယူကာဆယ်တို့ဘာတို့ကမန်ယူကိုအထက်ကြီးမန်ယူကအောက်ကြီး1 to 1ငါလုံးမဟိုအောက်ဆုံးဒီမန်ယူကအောက်ကြီးလိတာအတင်းကြီးမှမဟုတ်တာဟမ်ဒါအတင်းကြီးမဟုတ်ဘူးမန်ယူဆိုတော့ဘာအစွဲမရှိတော့ဘူးကွာအစွဲမရှိတော့ဘူးတဘောပေါက်လားအစွဲမရှိတော့ဘူးသူမန်ယူအမှန်တရားပဲနော်ရေမွေတော့စိတ်မရှိဘူးရေမွေရမှနည်းနည်းသိတယ်မလားကြိုက်ရင်သိရမလားနည်းနည်းအစိတ်လေးပါလေးနည်းနည်းတန်တောက်မှာမန်ယူကတော့ကွာမျက်လျှောသိတယ်မလားမျက်လျှောလို့ပြောင်းခေါ်မှာမျက်လျှောဟိုလူကထိတ်ပုတ်လိုက်ဒီလူကထိတ်ပုတ်လိုက်ဟမ်ပြန်ကြိုက်တော့လဲဖြစ်ဖြစ်မြောင်းမရှိဘူးအစွဲမှမရှိတာကောင်းပါတယ်ဟာလားနော်တာမစင်းတော့လဲဟာလားဝကျွေးတွေပဲပေါ့ဟာလားညီလေးတို့ဟာလားဝကျွေးညီကိုတို့နော်ဝကျွေးတွေနော်ပိတ်တာဒီကပိတ်